Hello အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကျော်ဝင်းနိုင်ဖြစ်ပါတယ်ဒီတစ်ပတ်မှာကျွန်တော်မျှဝေပေးတော့မှာကတော့ကျွန်တော်တို့ဒီ Maybank account ကနေပြီးတော့မှ Merchant Trade Visa account တွေကိုကျွန်တော်တို့တိုက်ရိုက်ပတ်စံလွှဲတဲ့နည်းလေးကိုကျွန်တော်မျှဝေပေးတော့မှာဖြစ်ပါတယ်ပုံမှန်အဖြစ်ဆိုရင်ကျွန်တော်တို့ဒီ Maybank ကနေ Merchant Trade ကိုဒီ ATM set တို့ Bank account တို့ကနေကျွန်တော်တို့ transfer လုပ်လို့ရှိရင်24 hour စောင့်ရတယ်ပေါ့နော်24နာရီအတွင်းပဲကိုယ့်ရဲ့ Bank account တွေကို Merchant Trade Bank account တွေကိုရောက်တာဖြစ်ပါတယ်ဘာလို့ဆိုတော့ဒီ Bank အချင်းချင်းမတူတော့ဒီ transfer လုပ်တာတွေလည်းနောက်ကြတယ်ပေါ့နော်ဒါမဲ့ကျွန်တော်အခုပြောပြမယ်လွှဲပြမယ်နည်းကတော့ Maybank အချင်းချင်းလွှဲတယ်လို့မျိုးပေါ့နော်ဒီတွေ့နောက်လွှဲတယ်လို့မျိုးပဲအခုလွှဲအခုချက်ချင်းရောက်တာဖြစ်ပါတယ်ခင်ဗျာနော်ဒီလိုမျိုးလွှဲတဲ့ချင်းအပြင်ကျွန်တော်တို့ပေါ့နော်ကိုယ်တစ်ထဲစီကဒီကိုယ့်ရဲ့ Merchant Trade account ထဲကိုပေါ့နော်ကျွန်တော်တို့တိုက်ရိုက်ပတ်စံလွှဲခိုင်းလို့ရပါတယ်ခင်ဗျာနော်ဒီပတ်စံလွှဲနည်းကိုတီးပြီးသားလူတွေရှိမှာပါတကယ်လို့တီးပြီးသားဆိုရင်တော့ကြိုတော့လို့ရပါတယ်မတီးတဲ့လူတွေအတွက်ဒီဟာလေးကို sharing လုပ်ပြရချင်းဖြစ်ပါတယ်ခင်ဗျာနော်ဆိုတော့ကျွန်တော်တို့ဆက်လိုက်ရအောင်ကဲကျွန်တော်တို့ကိုယ့်ရဲ့ဒီ Maybank account ကနေပြီးတော့မှ Merchant Trade account တွေကိုပေါ့နော် John Pay နဲ့ပတ်စံ transfer လုပ်တော့မယ်ဆိုရင်ကိုယ့်ရဲ့ဒီ Maybank app ဖြစ်တဲ့ MAE app ကိုအရင်ဆုံးဝင်ရမှာဖြစ်ပါတယ်ခင်ဗျာနော်ဆိုတော့ MAE app ကိုကျွန်တော်တို့ဝင်လိုက်ပါမယ်ဆိုတော့ကိုယ့်ရဲ့ MAE app ကိုကျွန်တော်တို့ဝင်လိုက်တာနဲ့အဲ့လိုမျိုးတွေ့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ဘယ်ကိုတွားရမှာလဲဆိုတော့ဒီမှာ My Bill ဆိုတာရှိပါတယ်ခင်ဗျာနော်ဒီ My Bill ဆိုတဲ့ဟာကိုကျွန်တော်တို့ဝင်လိုက်ပါမယ်ခင်ဗျာနော်ဆိုတော့အဲ့လိုမျိုးကိုယ့်ရဲ့ My Bill ထဲကိုဝင်လိုက်ပြီဆိုရင်ကိုယ့်ရဲ့ဒီပေါ့နော် Maybank to you password ကိုရရမှာဖြစ်ပါတယ်ခင်ဗျာနော်ဆိုတော့ကျွန်တော် Maybank to you password ကိုရိုက်လိုက်ပါမယ်ဒါမဲ့ဒီမှာဒီဟာ security အရာပေါ့နော်ဒီ Maybank to you password ရိုက်နည်းကိုရိုက်တာကိုကျွန်တော်ပြမထားဘူးခင်ဗျာနော်ဒီဟာကတော့ Andre ရှိတာပေါ့နော်နည်းနည်းအားကြောင့်ကျွန်တော်ပြမထားပါဘူးကဲဟုတ်ပြီကျွန်တော်တို့ password ရိုက်ပြီးတာနဲ့အဲ့လိုမျိုးပေါ်လာမှာဖြစ်ပါတယ်ကျွန်တော်တို့ဘေကိုတွားရမလဲဆိုတော့ဒီအလေက John Pay ဆိုတာကိုကျွန်တော်တို့တွားရမှာဖြစ်ပါတယ်ခင်ဗျာနော် MAE app ထဲမှာဆိုတော့ John Pay ကိုကျွန်တော်တို့နှိပ်ရပါမယ်ခင်ဗျာနော်ဆိုတော့ဟုတ်ပြီကျွန်တော်တို့ John Pay ကိုရိုက်ပြီးရင်ဘေကိုနှိပ်ရမလဲဆိုတော့ဒီအစဆုံးဒီ Visa code ပေါ့နော် Visa code ဆိုတာကိုတွားရမှာဖြစ်ပါတယ်အဲ့ဒီမှာ Merchant Trade ရဲ့ code number ကိုကျွန်တော်တို့ထည့်ရမှာဖြစ်ပါတယ်ခင်ဗျာနော်ဆိုတော့ Merchant Trade ရဲ့ code number က83လုံး98ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့83လုံး98ကိုကျွန်တော်တို့ရိုက်ရမှာဖြစ်ပါတယ်ခင်ဗျာနော်ဒီက Merchant Trade code number ဖြစ်ပါတယ်ဆိုတော့ဟုတ်ပြီ now တခုမှာက reference number ပေါ့နော် reference number 1မှာကကိုယ့်ရဲ့ phone number ပေါ့နော်ဒီ Merchant Trade မှာပေးထားတဲ့ကိုယ့်ရဲ့ဒီ phone number ကိုရိုက်ရမှာဖြစ်ပါတယ်ခင်ဗျာနော်တကယ်လို့မိတ်ဆွေတို့မှာဒီ Merchant Trade ကနေထွေးမယ်ဆိုရင်ဒီ Merchant Trade မှာ register လုပ်ထားတဲ့ number ပေါ့နော်ဘယ်သူဟာမဆိုပေါ့နော်ဆိုတော့အဲ့ဒါကိုထည့်ရမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော် reference number မှာ phone number ထည့်ပြီးပြီဆိုရင် Merchant Trade ရဲ့ phone number ထည့်ပြီးပြီဆိုရင်အောက်မှာဆိုရင်ဒီ reference number 2မှာကတခုခုပေါ့နော်ဒီပတ်စံထွေးရတဲ့အကြောင်းရင်းတခုခုပေါ့နော်ကျွန်တော်တို့အစားတော့ဝေတာဖြစ်ဖြစ်ဒီ cosmetic ဝေတာဖြစ်ဖြစ်ပေါ့နော်ဆိုတော့ကျွန်တော်က food လို့ပဲထည့်လိုက်ပါမယ်ခင်ဗျာနော် FOOD food ဆိုပြီးတော့မှာပဲထည့်လိုက်ပါမယ်ခင်ဗျာနော်ကျွန်တော် food ကိုနှိပ်ပြီးတော့လို့ရှိရင် continue ကိုဆက်သွားပါမယ်ခင်ဗျာနော် continue ကိုဆက်သွားပြီးလို့ရှိရင်ကျွန်တော်ပတ်စံ amount ဘယ်လောက်လွှဲမလဲဆိုတာကိုဒီမှာတခါတည်းရေးရပါခင်ဗျာနော်ကျွန်တော်ကအစမ်းလွှဲပြမှာဖြစ်တဲ့အတွက် ringgit 5ကျပ်ပဲလွှဲပြမှာဖြစ်ပါတယ်ခင်ဗျာနော်ဆိုတော့ ringgit 5ကျပ်ကိုထည့်လိုက်မယ်ဆိုတော့ပြီး ringgit 5ကျပ်ရိုက်ပြီဆိုတော့သွားမယ်ဆိုတော့ဒီမှာကျွန်တော်တို့ပြီးလို့ရှိရင် pay now ကိုကျွန်တော်တို့တိုက်ရိုက်နှိပ်လိုက်ရအောင်ပါခင်ဗျာနော် pay now ပြီးလို့ရှိရင်ဒီမှာ approve ဆိုတဲ့ဟာအောက်က approve ဆိုတဲ့ဟာကိုကျွန်တော်တို့နှိပ်လိုက်ရအောင်ပါခင်ဗျာနော်ဆိုတော့ဒီမှာ payment successful ဆိုပြီးတော့မှပေါ်လာတာတွေ့ရပါခင်ဗျာနော်ပြီးလို့ရှိရင်done ကိုနှိပ်လိုက်ပါမယ် done ကိုနှိပ်လိုက်ပြီးရင်ကိုယ့်ရဲ့ဒီ Merchant Trade account လေးကိုပတ်စံက automatic ရောက်သွားပြီဖြစ်ပါတယ်ခင်ဗျာနော် Maybank ကနေပြီးတော့မှ Merchant Trade Visa account လေးကိုကျွန်တော်တို့ပတ်စံ transfer လုပ်တာအရန်ကိုလေကူပါတယ်အရင်တော့ဆိုရင်ဒီပေါ့နော် ATM set တို့ကနေဒီ account တွေကနေဆိုရင်24 hour စောင့်ရတယ်ပေါ့နော်အခုက John Pay ကနေထွေတက်လို့ရှိရင်အခုချက်ချင်းထွေအခုချက်ချင်းဝင်တာဖြစ်ပါတယ်ခင်ဗျာနော်ဒီနေ့နဲ့ကိုယ့်ရဲ့တစ်ထည့်စီကလည်း
ကိုယ့်ရဲ့လာစာတွေကိုဒီကိုယ့်ရဲ့ merchant trade account တွေကိုတိုက်ရိုက် transfer လုပ်ကိုင်းလို့ရတာပေါ့နော်ဆိုတော့အားလုံးတွေ့တတ်ကြလိုက်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်မသိတာနားမလည်တာရှိရင်လည်း comment အောက်မှာ mail လို့ရပါတယ်ပြီးလို့ရှိရင်နောက်ထပ်ဒီ merchant trade နဲ့ပဲဖြစ်ပေါ့နော် Western Union ငွေလေးတာနဲ့ပဲဖြစ်ပေါ့နော်သိချင်တာလေးတွေရှိရင်လည်း comment မှာ mail တော့လို့ရပါတယ်ခင်ဗျာနော်အားလုံးအဆင်ပြေကြပါစေ bye bye